တော့တငယ်ချင်းနေပေါ့နော် Google Fitbit လားအဲ့တော့ဝယ်တာ ကျမကြီးဆောက်ရှောက်ဖို့တော့ Google Fitbit တောင်းဝယ်ကြတာဖြစ်ပါတယ် ဟောဒီဗီဒီယိုတင်နေဆိုလို့ရှိရင် Google Fitbit ရမှာလေ အဲ့ဒါကိုဒီဗီဒီယိုတင်ကအနေနဲ့ post တင်က Fitbit တစ်လုံးအန်တာဖြစ်ပါတယ် အားကြောင့်မလို့ဒီဗီဒီယိုလေးကိုရိုက်လိုက်တာပေါ့နော်ဘာရောင်ယူရင်ကောင်းမလဲဆိုတော့ဆူဆူအပြရောင်လေးယူရင်ကောင်းမလားလို့သူကတော့အမေရောင်သူကအမေရောင်ယူမှာလေသူကပန်နဲ့ညစ်ပတ်မှာဆိုလို့လေ ဟမ် ချက်ပြီလား ဟုတ်တော့မယ်ရှေ့စရအောင်နောက်3မိနစ်စရအောင်ဒီမှာပါဝယ်ပြီးသွားပါပြီဆူဆူပြရောင်လေးဝယ်လိုက်ပါတယ်ဒါပတ်ထားတယ်မပတ်လို့ရှိရင်ဝုန်းသက်ခိုင်အောင်ပါ မှာပါအမဲအောင်လေးပါ ကြိုက်ပါတယ်ဒါပေမဲ့ဆူဆူကကျတော့ဒီလိုမျိုးတွေကအရင်မကြိုက်တတ်တော့လေ ဝယ်ပြီးတယ်နော်အဲ့လေမှုရှိ အားကြောင့်လို့ကြိုက်တယ်ဒါပေမဲ့ဟိုလိုအရင်ဟိုလိုမျိုးသူကအရင်ဝယ်ပေးချင်လို့ကိုကလည်းအားနာပြီးတော့မတည်ရမလား ကိုယ့်ရဲ့ကျမကြီးကိုဂယူးဆိုင်ပြီးတယ် အားနာပြီးတော့မှလိုက်ပြီးတော့ကိုဘိုးကအဲ့လိုလိုက်ပြီးတော့ပတ်ထားပေးရအောင်ပါနော် အမေပတ်ထားနော်ချွဲချွညအိမ်လည်းပတ်ထား အေးပါရဲ့အေးပတ်ထားမှာတဲ့သူကျမကြီးသူကတဲ့အားကြောင့် လိုအပ်တယ်ကိုယ့်ရဲ့လမ်းလျှောက်မှုတွေအိတ်ဆက်မှုတွေဒါတွေ အခုကားစီးတာကိုသူကဟိုမှတ်ထားမှာပေါ့ မှတ်ထားကားဘယ်နှမိနစ်စီးတာလဲ အေးအားလုံးပဲတတကျေးဇူးများကြီးတင်ပါတယ် ပြီးတော့ရှင်ဝယ်ပေးတဲ့အနေနဲ့အိုးရှိမှာဆူရှီလိုက်ကျွေးမှာဖြစ်ပါတယ် အေးရတဲ့ဆူရှီတက်စားလိုက်အောင်ပါ တကယ်ရင်အမ်းပါတကယ်ရင်အမ်းပါ ဟုတ်တယ်ပြီးသူတခုအမ်းအောင်ပါဟန်ခရလည်းအမ်းအောင်ပါ လက်စတဲ့100 gram ဒီမှာပါစားပါတော့မယ်ဟိတ်ခွိုင်း စားပါလေ အဲ့နောက်ထပ်မှာထားရရှိသေးတယ် နိုင်နဲ့စားပြပါအောင်စားရဲဒီလိုပဲစားတဲ့ထဲပါတယ် good Google Fitbit နဲ့ရမိုက်နေပါတယ် ကိုတော့စားလို့တောက်လို့ပြီးသွားပြီဆိုတော့အိမ်ပြန်တော့မယ် တကယ်က share ကျွေးထားတာဖြစ်ပါတယ် sorry ပါတော့ဟုတ်ကဲ့ပါဟုတ်ညီမလေးကျေးဇူးပါ thank you ပါရှင်ဟုတ်ဟုတ်တမ်းပြီရောအိမ်ပြန်တော့မယ် bye bye love you